Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဗီဒီယို9ပုတ်တင်ရုံနဲ့ diamond တွေအများကြီးကိုဘယ်လိုယူရမလဲဆိုတာကျွန်တော်ပြောပြပေးပါမယ်ဆိုတော့ဗီဒီယိုလေးမစခင်ကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရရင် subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်အရင်ဆုံးကျွန်တော်တို့ TikTok ထဲကိုဝင်လိုက်ပါမယ် TikTok ထဲကိုရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ search bar မှာ MMBB creator page ဆိုပြီးရိုက်ရှာလိုက်ပါခုကျွန်တော်ရိုက်ရှာပြထားပါတယ်အတိုင်းလေးရိုက်ရှာလိုက်ပါနေရာမှာဘယ်လိုလုပ်တည်ထားမှာကိုကခုမှဗီဒီယိုစတင်မှာဆို view ကလုံးဝရမှာမဟုတ်ဘူးဗျာဆိုတော့ view မရလဲဘာမှမဖြစ်ပါဘူး diamond က view အနည်းဆုံး90လောက်ရရင်ကို diamond ကတေချာပေါက်ကိုရမှာပါအဲ့တော့ကြောင့်ဘာမှစိတ်ထဲမကြပါနဲ့ဗီဒီယိုသာ9ပုတ်ပြည့်အောင်တင်ပါကျွန်တော်အဲ့လေးပြောချင်တယ်ပေါ့နော်ပြီးရင်အမှသူ creator MMBB creator page ဆိုတဲ့အကောင့်ထဲကိုဝင်မယ်ပေါ့နော်ဘယ်လိုတတိထားမှာ follower 9.4 million ရှိတဲ့အကောင့်ပါနော်မဟုတ်ရင်တခြားဟာတွေကတချို့ကောင်တွေကအကောင့်တူတွေဖွင့်ထားတယ်လို့ပါ follower 9.4 million ရှိမှသာဝင်မှာပြီးလို့ရှိရင်အဲ့သူ့အောက်မှာ link လေးရှိတယ်ပေါ့နော်ခုကျွန်တော်ဝိုင်းပြထားတဲ့ link လေးတွေကိုဝင်လိုက်မယ်သူကဝင်ပြီးသွားလို့ရှိရင်အမှသူကပေါ်လာလိမ့်မယ်ဒါခုကျွန်တော် line မကောင်းလို့ပေါ့နော်ဒါမျိုးလေးပေါ်လာပြီဒါမျိုးလေးပေါ်လာပြီဆိုလို့ရှိရင်အပေါ်မှာကြတော့ဘလိုလိုပတ်စံရခြင်းအပေါ်ကဟာကိုတင်မှာအောက်ကဟာကြ diamond မှာ diamond ရခြင်းအောက်ကဟာကိုတင်မှာသူက diamond ရခြင်းအောက်ကထဲဝင်တင်ရမယ်ပြီးလို့ရှိရင်သူက 10k follower ထက် 10k follower ထက်ဆိုလို့ရှိရင် top 1ကနေ top 20 ထိဆိုလို့ရှိရင် diamond 2000တောင်ရမှာပါ top 1ကနေ top 20 ထိဝင်လို့ရှိရင် diamond 2000ရပါမယ် top 20ကနေ 21ကနေ top 60 ထိဝင်မယ်ဆိုလို့ရှိရင် diamond က1000တောင်ရမှာပါ61ကနေ140ထိဝင်မယ်ဆိုလို့ရှိရင် diamond 900အောက်မှာဆိုလို့ရှိရင်အမှအသီးသီးပဲရှိတယ် diamond 200 150ဆိုပြီးတော့ရမှာပေါ့နော်ဘရိုတို့ကခုမှစတင်မယ်ဆိုလို့ရှိရင်ရော 10k follower အောက်ပဲတင်လို့ရမှာပေါ့နော် 10k follower မရှိဘူးဆိုရင်အဲ့အကန့်မှာတင်လို့မရပါဘူးခုကျွန်တော်ခုပြထားတဲ့နေရာမှာဆိုလို့ရှိရင် 10k follower အောက်ပါအဲ့ဒါဆိုလို့ရှိရင် diamond ကလည်းသူကလည်းမနေတော့မနေဘူးပေါ့နော်အဲ့မှာ top 1နေ top 20ဆိုရင်1100ရမယ်ဟိုဟာဆိုရင်21နေ60ဆိုလို့ရှိရင်600ရမယ်ဟိုဟာ61ကနေ100ဆိုရင်300အောက်မှာဆိုရင်အသီးသီးပဲ280 40 20ဆိုပြီးတော့အသီးသီးပဲရမှာပေါ့နော်ဟိုဘရိုကဗီဒီယိုမတင်တတ်ဘူးအဲ့လိုမျိုးဗီဒီယိုလည်းမလုပ်တတ်ဘူးဘာမှမဖြစ်တတ်ဘူးဆိုလို့ရှိရင်ကျွန်တော်နီးပြောပြမယ်ပေါ့နော်ဘယ်လိုလုပ်ရမလဲဆိုတာဘာမှလုပ်ရမလို့ဘရိုဂိမ်းဆော့ထားတဲ့ဗီဒီယိုတစ်ပုဒ်ကိုက record လေးဖမ်းပြီးတော့ကတ်မှာ template လေးသွားတုံးပြီးတော့ပြန်တင်ရတယ်ပေါ့နော်အဲ့လိုလည်းရပါတယ်ပြီးတော့တစ်ခုတတိပေးရရှိတာကဘယ်လိုတို့ AI နဲ့လုပ်ထားတဲ့ဟာတွေဆိုမရပါဘူး AI နဲ့လုပ်ထားလို့မရပါဘူး AI နဲ့လုပ်ထားတဲ့ဟာဆိုရင်တင်လို့တော့ရပါမယ်ဒါပေမဲ့သူတို့ပြန်စစ်တဲ့အခါမှာအဲ့ဒါတွေကဖြုတ်ချပါတယ်အဲဒါကြောင့်မို့ AI နဲ့မလုပ်ပါနဲ့ကိုဗီဒီယိုမှာအဲ့ကတ် template လေးသုံးပြီးတော့တင်ကိုရပါတယ်သူကဘယ်လိုတင်ရမလဲဆိုလို့ရှိရင်အမှ post ဆိုတာလေးကိုနှိပ်လိုက်ဗျာ post ဆိုတာလေးကိုနှိပ်လိုက်ပြီဆိုလို့ရှိရင်သူက file တွေကတင်မလား gallery တွေကတင်မလားဆိုတာရွေးရမယ်ပေါ့နော်အဲ့ဆိုရင်ဘရိုတို့ကြိုက်တဲ့တွေကတင်လို့ရတယ် gallery ကတင်လို့ရတယ်လို့ file တွေကလည်းတင်လို့ရပါတယ်ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကျွန်တော်ချေးလို့အများကြီးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကို subscribe မလုပ်ရသေးဘူးဆိုရင် subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်